Saan nakatia bema ni thain ja da le be ni ya ma ni thain ja da le familia mo familia nyo dong leရတယ်mo dong leရတယ်Saan nakatia familia mo မင်းတို့မိသားစုဘယ်မှာနေထိုင်ကြတာလဲ Nakatia familia ko sa Myanmar Nakatia familia ko sa Myanmar ကျမတို့မိသားစုကမြန်မာနိုင်ငံမှာနေထိုင်ကြပါတယ်Nakatia familia ko sa Manila ကျမတို့မိသားစုမနီလာမှာနေထိုင်ကြပါတယ် Ano ang pangalan mo Ano ang pangalan mo မင်းနာမည်ကဘယ်လိုခေါ်လဲ Ano ang pangalan mo Ang pangalan ko ay si Monica Ang pangalan ko ay si Monica Ako po si Monica ဒီလိုပြောလဲရပါတယ် Taga saan ka Taga saan ka မင်းဘယ်ကလဲ Taga မှလာတဲ့ saan ဘယ်နေရာကလာတာလဲမင်းဘယ်နေရာကလာတာလဲဒီလိုမျိုးပြောလို့ရတယ် Taga Myanmar ako ကျမမြန်မာနိုင်ငံကပါ Taga Myanmar ako ကျမမြန်မာနိုင်ငံကပါနေထိုင်တယ်ဆိုရင် Nakatia ကိုသုံးမယ်မှားလာတယ်ဆိုရင် Taga ကိုသုံးမယ် Saan ka Nakatia ngayon Saan ka မင်းဘယ်နေရာမှာ Nakatia နေထိုင်တယ် ngayon မင်းအခုဘယ်နေရာမှာနေထိုင်တာလဲ Saan ka Nakatia ngayon Saan ka Nakatia ngayon မင်းအခုဘယ်မှာနေလဲဖြေတဲ့အခါဒီ ngayon ဆိုတဲ့စာလုံးကိုအရှိကတင်ရေးရင်လည်းရပါတယ် ngayon Nakatia ako sa Yangon ဒါမှမဟုတ်ရင်ရေးထားတဲ့အတိုင်းပဲ Nakatia ako sa Yangon ngayon ဒီလိုဖြေလိုက်ရတယ်နော် Nag-aaral ka ba o natatawa ba ho Nag-aaral ka ba မင်းကျောင်းတက်နေတာလား o ဒါမှမဟုတ်ရင် natatawa ba ho အလုပ်လုပ်နေတာလား